မင်္ဂလာပါရှင် Read with you မှာကြိုဆိုလိုက်ပါတယ်ရှင် Read with you မှာဒီနေ့ပထမဆုံးဖတ်ပြပေးခြင်းတဲ့စာကတော့ဆရာကြီးမောင်ခင်မင်းတနုပြူကိုလွမ်းစွတ်တရိယဥထိပ်ပန်စင်လျက်ဆရာကြီးရေးတဲ့မောင်ရိုးဆိုနဲ့မေမရီဆိုတဲ့ရတစာရန်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါရှင်စာအိတ်ကလေးပြပြရောက်လာတိုင်းမဲ့ရင်ဝင်လှိုင်းထမောင်ရုပ်ဆိုသည်စာထိုင်ရေးနေရင်ရေဒီယိုမှတချင်းတန်တပိုင်းအစားကိုလက်စွန်နှဖျားကြားလိုက်မိသည်ဒီတချင်းကိုမောင်ရုပ်ဆိုအဆအဆုံးမရတချင်းအတိတ်ပဲအပြည့်စုံကိုလည်းမောင်ရုပ်ဆိုမသိဒီနေ့ညီမလေးစီစာထိုင်ရေးနေတော့မှတိုက်တိုက်ဆိုင်ဆိုင်ကြားလိုက်ရသည့်အတွက်ဒီတချင်းပိုက်ကလေးကိုတော့နားရဲဆွဲသွားသည်ပါဇက်ကပင်တိုးတိုးလိုက်ကြီးမိသေးသည်ဒီတချင်းလေးကကလေးမလေးနဲ့တော့စာအိတ်ပြကလေးရတာနဲ့ဘာဖြစ်လို့များရင်ခုန်ရတာပါလေဘသူစီကစာမိုးပါလေဟုလဲပြဿနာလုပ်ပြီးတွေးနေမိသည်ပြီးမှအော်ငါလိုပဲနေမှာပေါ့ငါလဲဒီနေ့ညီမလေးစီကစာရလို့ဝမ်းသာနေရမဟုတ်လားဟုတွေးမိပြီးတကူရဲပြုံးနေမိသည်ဟုတ်သည်ဒီနေ့မောင်ရိုးဆိုးဝမ်းသာနေသည်ဒီနေ့မှလဲစိတ်အေးသွားသည်စိတ်ထဲမှာပေါ့ပေါ့ပါပါကြည်ကြည်လင်းလင်းဖြစ်သွားသည်ညီမလေးကိုမောင်ရိုးဆိုးမမြင်ရမတွေ့ရစကားမပြောရသည်မှာဒီနေ့ပါဆိုရင်10ရက်ပင်ရှိပြီမောင်ရိုးဆိုးစိတ်ထဲမှာတော့ညီမလေးသွားသည်မှာအကြာကြီးရှိပြီဟုထင်နေသည်သွားကာနေတွင်ရေပြောင်းမြေပြောင်းမှာအစားတောက်ဆင်ခြင်းဖို့တဖွာဖွာမှာလိုက်သည်အမြန်ဆုံးစာထဲဖို့လဲတဖွာဖွာမှာလိုက်သည်သို့တော့မနေ့ကအထိစာဆောင်မှမလားမောင်ရိုးဆိုးစိတ်ပူရတော့သည်ဘာကြောင့်များစာမြေးပါလိမ့်နော်ဟုညည်းမိသည်ဖြောင်းဖြောင်းတန်းတန်းမှရောက်ပါမလားဟုကြောင်းကြားမိသည်အော်သူလဲကလေးမှမဟုတ်ဖဲဟုစိတ်ကိုဖြေကြည့်သည်ခဏသာစိတ်ပူလာပြန်သည်ကြောင်းကြလာပြန်သည်စာမရေးပဲနေနိုင်ရန်ကောဟုဒေါသဖြစ်လာမိသည်ဒီနေ့မနက်ထိမောင်ရိုးဆိုးစိတ်ထဲမှာဘလောင်ဆန်နေသည်ရောက်ရက်ခတ်နေသည်နေမထိထိုင်မထိဖြစ်နေသည်ဒီနေ့လေတွင်စာရပါပြီစာရသည်နှင့်မောင်ရိုးဆိုးစိတ်သည်ပေါ်ပါကြည်လင်သွားတော့သည်အနှစ်နှစ်အလားလားခေါင်းပေါ်ရွက်ထားသောအထုပ်ကြီးကျသွားသလိုဖြစ်သွားသည်4-5-6ရက်စိုးရင်ခဲ့ရဒေါသဖြစ်ခဲ့ရစိတ်ပူခဲ့ရသည်တို့ကိုမောင်ရိုးဆိုးချက်ချင်းမိသွားလေပြီစာရင်းပြီးရကြပါပြီစာတိုင်းနဲ့မကြုံလို့ချက်ချင်းမထည့်ရတာပါဟုအကြောင်းပြလာသောညီမလေးကိုခွင့်လွှတ်မိရသားဖြစ်လေပြီညီမလေးစီဝမ်းသာအားရစာပြန်ရေးသည်စာရေးရင်ခဏနားနေစဉ်တစ်ဖက်အိမ်မှကလေးငယ်အတန်ကိုကြားသဖြင့်လမ်းခေါ်လိုက်သည်ကြောက်ခဲရီဦးဦးနဲ့လာမကစားတော့ဘူးလားတသားကိုမှုတ်ပေးမယ်လေဦးကိုကြောက်တယ်မနေ့ကတော့ဦးကမင်းတော်တော်ရှုပ်တယ်မလာနဲ့ဆိုပြီးတသားကိုနှင်ထုတ်တယ်ဒီနေ့မှဘာဖြစ်လို့ခေါ်ရတာလဲလာချင်ပါဘူးကြောက်ခဲဤစကားကြောင့်မောင်ရိုးဆိုးတစ်ချက်တွေးဝေသွားသည်သူပြောတာလဲဟုတ်သားငါကလည်းငါပဲဟုတွေးရင်းပြုံးမိပြန်သည်ကြောက်ခဲသည်မနေ့ကနှစ်ဒီနေ့ဘာမှမထူအတူတူပင်မနေ့ကလည်းဒီရုပ်ဒီအတန်ဒီအမူအရာဒီနေ့လည်းဒီရုပ်ဒီအတန်ဒီအမူအရာပင်သို့တော်မောင်ရိုးဆိုးအဖို့မနေ့ကကြောက်ခဲသည်အလွန်ရှုပ်သောမုန်းစရာကောင်းသောကြောက်ခဲဒီနေ့ကြောက်ခဲသည်အလွန်လိမ္မာသောချစ်စရာကြောက်ခဲဖြစ်နေသည်ညီမလေးစာမရခင်အထီးဆိုလျင်မောင်ရိုးဆိုးအဖို့ကြောက်ခဲတာမဟုတ်မြင်သမျှအရာအလုံးသည်အယုတ်ဆိုးနေသည်အလကားနေရင်မျက်စိထဲမှထော်လော်ကန့်လန့်ဖြစ်နေသည်ကြားသမျှစကားအလုံးသည်ပူစကားဂလန်စကားတွေကြီးဖြစ်နေသည်ဒီဟာတွေကိုမောင်ရိုးဆိုသည်ရန်လိုသောမျက်စိနှင့်ကြည့်ခဲ့သည်ခါးသီးသောနားနှင့်နားထောင်ခဲ့သည်ကြမ်းတမ်းသောနှုတ်နှင့်တုံ့ပြန်ခဲ့သည်ဟောဒီနေ့ညီမလေးစီကစာရပြီးချိန်တွင်မူအခြေအနေအားလုံးပြောင်းပြန်ဖြစ်ကုန်ပြီမောင်ရိုးဆိုအဖို့ကြောက်ခဲသည်အယုံမဆိုးတော့ချစ်စရာကောင်းနေလေပြီမြင်သမျှအရာအားလုံးသည်လှပနေလေပြီကြားသမျှစကားအားလုံးသည်ချိုတာပြဖြစ်သောစကားတွေကြီးဖြစ်နေလေပြီဒီဟာတွေကိုမောင်ရိုးဆိုသည်ချစ်သောမျက်စိနှင့်ကြည့်သည်စာနာသောနားနှင့်နားထောင်သည်ချိုသောနှုတ်နှင့်တုံ့ပြန်သည်မောင်ရုပ်ဆိုသည်အတွေးအမြင်မပြတ်တော့ဆက်တွေးနေမိသည်တွေးရင်းငငယ်ကအကြောင်းတစ်ခုကိုသတိရလာသည်မောင်ရုပ်ဆိုတို့ကြောင်းရှိတွင်အကိုင်းခတ်တွေခြောက်နေသောထိန်ပင်ကြီးတစ်ပင်ရှိသည်အမေစီကမုတ်ဖိုးမှန်မှန်ရသောနေ့ဆရာအရိုက်မခံရသောနေ့ဆိုလျင်မောင်ရုပ်ဆိုမျက်စိထဲတွင်ထိုထိန်ပင်ခြောက်ကြီးသည်မင်းသမီးကလေးကနေသလိုထင်ရသည်ထိန်ပင်ကြီးကိုကြည့်ရင်အလိုလိုပျော်နေတတ်သည်မုတ်ဖိုးမရတဲ့နေ့ဆရာအရိုက်ခံရသောနေ့များဆိုလျင်တော့ထိုထိန်ပင်သည်မောင်ရုပ်ဆိုမျက်စိထဲတွင်ခြေကာယလက်ကာယနှင့်ကမ္မထမ်းရုပ်ကြီးဖြစ်သွားတော့သည်ထိန်ပင်ကိုကြည့်ပြီးအလကားနေရင်စိတ်တိုးနေ
တတ်သည်ဟိုတုန်းကတော့ဘာကြောင့်ရဲဟုမသိအခုမှအတွေးအမြင်တမ်းမိခြင်းဖြစ်သည်အတွေးအမြင်သည်မနက်ကဖတ်ခဲ့သောတက္ကသိုလ်စကားပြေကောင်းနှုတ်ချက်စာအုပ်စီသို့မောင်ရုပ်စုအားခေါ်သွားပြန်သည်ထိုစာအုပ်မှာမိခင်သောကခေါ်ဝတ္တန္တရာဇတ်တော်ကြီးကောင်းနှုတ်ချက်ကိုကျောင်းသားများအားသင်ပေးရန်မောင်ရုပ်စုမနက်ကပင်ဖတ်ကြည့်ခဲ့သည်တိတိရှာပြီးပြန်အလာတွင်သားနှင့်သမီးကိုမတွေ့သဖြင့်သောကရောက်ရသောမေမရီ၏ဤတန်းပုံကိုရေးဖွဲ့သောစာပိုက်ဖြစ်သည်နေတိုင်းမှာမူသူတစ်ပါးမရှိတော့လဲသားသမီးနှင့်နေရခြင်းကြောင့်ဤကျောင်းသင်ခန်းသည်ပွဲသဘင်ကဲ့သို့ဖြစ်၏ယခုသားသမီးတို့ကိုမမြင်ရသောငါအားဤကျောင်းသင်ခန်းသည်တုတ်တန်တစပြင်ကဲ့သို့6ကက်ကက်ဖြစ်ခဲ့၏တကားအကြောင်းသို့နေတိုင်းကကြီးအုပ်အောအဆရှိသောတောငှက်တို့သည်တွန်မြူးကုန်၏ယခုကထိုငှက်အပေါင်းတို့သည်တည်၍ကုန်လေသလောဤစာပိုက်ကိုမောင်ရုပ်ဆိုးရှစ်တန်းကျောင်းသားဘဝတည်းကဖတ်ခဲ့ဘူးသည်ထိုစဉ်ကတော့အပြေးအလွှာခုံကျော်ဖတ်သွားခဲ့သည်လေးလေးနက်နက်မစင်စားမိခဲ့မနက်ကဖတ်တော့ကအထီပင်တိတ်အရသာမပေါ်လှသည်ယခုကိုနှစ်နှိုင်းပြီးပြန်တွေးကြည့်မှ memory ၏ခန်းစားချက်ကိုနစ်နစ်နဲနဲသဘောပေါက်မိသည်အရသာလည်းပေါ်လာသည်ဤကျောင်းသင်ခန်းသည်တစ်နှစ်နှစ်တစ်နှစ်ဘာမှမထူအတူတူပင်သို့သောသားသမီးနှင့်တိုက်တိုက်ဝန်းဝန်းနေရ၍ပျော်နေချိန်တွင်မေမရီ၏စိတ်ထဲ၌ဤကျောင်းသင်ခန်းသည်ပွဲသဘင်ဖြစ်နေသည်သားသမီးနှင့်ကြွေကင်းရ၍တောကရောက်ချိန်တွင်မူသူစိတ်ထဲ၌ဤကျောင်းသင်ခန်းသည်ပင်တုတ်တန်တစဖြစ်ရတော့သည်ပျော်နေတုံးတွင်ငှက်တွေကွန်မြူးသည်ကိုတာယာမိသည်စိတ်ညစ်တုံးကမူငှက်တွေတေပဲကုန်ပြီလားဟုစိတ်တူနေမိသည့်သဘောပင်မောင်ရုပ်ဆိုသည်အတွေးမြင်တန်းရင်ဒီအတွေးထိရောက်အောင်ဘယ်ကစတာပါလဲဟုပြန်စဉ်းစားသည်ထိုအခါစာရီကလေးပြပြသချင်းကိုသတိပြန်ရလာသည်အော်ဒီသချင်းထဲကကလေးမလေးလဲငါလိုမေမရီလိုနေမှာပေါ့သူမျောနေတဲ့စာရလို့ပျော်ပြီးရင်ခုန်နေတာဖြစ်မှာပါပဲစာမရတဲ့အခါကျတော့လဲဝမ်းနေပြီးစိတ်တူနေမယ်ထင်ပါရဲ့လေဟုဆက်တွေးနေမိသည်အတွေးမြင်လဲပြက်ချပြီးတငယ်ချင်းတွေအဖော်ကောင်းလို့အညာဖျားဖို့လိုက်သွားပါရစေဟုညီမလေးပြောစဉ်ကမောင်ရုပ်ဆိုးသဘောမကျအရင်အချဆို၍ဒီမောင်နှမနှစ်ယောက်သာရှိသည့်အတွက်ညီမလေးကိုကလေးဟုပင်ထင်နေသည်စိတ်မချခြင်းသူသွားခြင်းလုံးရေးသာထည့်လိုက်ရသည်ယခုတော့ညီမလေးစားလဲရပြီမောင်ရုပ်ဆိုးစိတ်အေးလေပြီရေးလဲစာကိုစိတ်ရေးနေသည်ဒီညတော့စိတ်အေးချမ်းသာအိပ်ယာဝင်ရပြီတော့မည်နားဆင်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အမားများပါခဲ့ရင်လည်းတောင်းပန်ပါတယ်ရှင်